အားလုံးပဲမင်္ဂလာပါဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် like share subscribe လေးကိုလည်းနှိပ်ပေးကြပါ channel အသစ်လေးချစ်စနိုး channel လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဒီနေ့မှာတော့မနေ့ကအဆက်လေးဖြစ်ပါတယ်မိန်းကလေးတိုင်းသဘောကျတဲ့ယောက်ျားတွေရဲ့လိုဝက်ချက်များဆိုတဲ့ပိုင်းနစ်ပဲဖြစ်ပါတယ်အဆက်လေးဆိုတော့နံပါတ်4ကနေစပါမယ်နော်နံပါတ်4ချက်မှာတော့ social ကောင်းအောင်လုပ်ပါပြီးတော့အပေါင်းအသင်းဆက်ဆံရေးကောင်းတာကလည်းမိန်းကလေးတွေအတွက်ပေါ့နော်ဆွဲဆောင်မှုတစ်ခုဖြစ်စေတယ်ယောက်ျားလေးအများစုမားကြတာကတော့မာနကိုတလွဲထားကြတာပါဘယ်လိုမျိုးလဲဆိုတော့ငါနဲ့ level 2မှာငါနဲ့ level မတူဘူးအဲ့ဒီအခါမျိုးငါနဲ့ level 2တဲ့သူမှာငါပေါင်းမယ်ငါထက်ပိုပြီးတော့ level မြင့်တဲ့လူနဲ့ပဲပေါင်းမယ်အဲ့လိုမျိုးကအိမ်မက်တွေကိုအကောင်အထည်ဖော်တဲ့နေရာမှာအဆင်ပြေတယ်ဆိုပေမဲ့ communication တကယ်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာတော့အဲ့ဒီအရာကအဆင်မပြေဘူးပေါ့နော်ပြောချင်တာကဘာလဲဆိုတော့အဲ့လိုလူရွေးပေါင်းနေမယ်ဆိုလို့ရှိရင်ကိုယ်နဲ့မတူတဲ့လူတွေနဲ့နယ်ပယ်ကိုမမြင်နိုင်တော့ပါဘူးဒါကြောင့်မို့လို့စိတ်ကိုဖွင့်ထားပြီးတော့ open mindset နဲ့ထားမယ်ဆိုလို့ရှိရင်ကိုမသိသေးတဲ့အကြောင်းအရာတွေကိုတခြားနယ်ပယ်ကလူတွေဘယ်လိုရှင်းတန်းနေတယ်ဆိုတာတွေကဘဝတုဒအနေနဲ့သိလာမှာတွေအများကြီးရှိပါတယ်အဲ့ဒီတော့ကိုယ့်အနေနဲ့ဘယ်ချိန်မှာဘယ်လိုပြောရမလဲငါကတော့သူတို့တွေနဲ့ပဲပြောမယ်အဲ့လိုမျိုးမလုပ်ပါနဲ့ပေါ့နော်ပတ်ဝန်းကျင်မှာတွေ့တဲ့သူနဲ့ပဲဖြစ်ဖြစ်ဘယ်နဲ့ဘယ်ကလူနဲ့ပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံကြည့်ပါသူတို့နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါတင်သိတဲ့ဟာတွေ sharing လုပ်ကြည့်ပါသူတို့တွေပြောတဲ့အခါကြလို့ရှိရင်လည်းနားထောင်ပေးပေါ့နော်အဲ့လိုလုပ်ခြင်းအပြင် communication တွေကောင်းလာလိမ့်မယ်လိုချစ်လိုခင်တွေပေါ်လာလိမ့်မယ်ပြီးတော့သူတို့နယ်ပယ်မှာရှိတဲ့အကြောင်းအရာတွေလည်းတည်သွားတဲ့အတွက်ကြောင့်မို့လို့ဘယ်အရာပဲလုပ်လို့တကွက်ကြော်ပြီးတော့မြင်ရလိမ့်မယ်အဲ့လိုပေါင်းတဲ့ဆက်ဆံရေးကောင်းလာတဲ့အခါမှာတော့မိန်းကလေးတွေအနေနဲ့ပေါ့နော်စကားပြောတဲ့အခါမှာလည်းပြောရဲဆိုရဲရှိလာလိမ့်မယ် confident တက်လာလိမ့်ပါဖြစ်ပါတယ်နံပါတ်5ချက်မှာတော့သင်ရဲ့ image ကိုတည်ဆောက်ပါလောလောဆယ်သင်အနာမှာဘယ်သူမှမရှိဘူးသင်ကိုအားပေးမဲ့လို့မရှိဘူးဆိုလို့ရှိရင် okay ငါ့ကိုအားမပေးလဲရတယ်ကိစ္စမရှိဘူးပေါ့နော်အဲ့လိုနေပြီးတော့ကိုဟာကိုတယောက်တည်းပဲစူးစမ်းပါအကုန်လုံးကလက်လို့ရှုထားပါသင်ဖြစ်ချင်တဲ့အရာကိုပဲ focus ထားပြီးတော့လုပ်ပါငါတို့စကားပုံရှိတယ်ပေါ့နော်တစ်ပင်တစ်ပင်ကောင်းလေငှက်တောင်းထားတဲ့ဆိုတဲ့စကားပုံရှိတယ်အဲ့ဒီတော့တဲ့အနေနဲ့ပေါ့နော်ကိုပဲပြုတ်ပင်ပြောင်းလဲနေပါမိန်းကလေးနဲ့ယောက်ျားလေးဆိုတာကအမြဲတမ်းတန်လိုက်ထက်လို့ပါပဲစွန့်ငင်မှုဆိုတာရှိသေးတယ်သင် confidence တွေတက်လာပြီဆိုလို့ရှိရင်တော့မိန်းကလေးတွေကအလိုသင်ကိုမျက်စိကျလာလိမ့်မယ်ပြီးတော့သင်ကဘယ်နေရာပဲပုံနေဘာတွေပဲလုပ်နေဘာတွေပဲဖြစ်နေလဲပေါ့နော်ဘယ်သူတွေနဲ့ဆက်သွယ်နေလဲသူတို့စိတ်ထဲမှာအလိုသိချင်စိတ်တွေဖြစ်လာပါလိမ့်မယ်ဒီမှာအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့သင်ရဲ့အချိန်တွေကိုကုန်စေတဲ့ energy တွေကိုကုန်ခန်းစေတယ်ဥပမာသူတို့နဲ့စကားပြောပြီးဆိုလို့ရှိရင်တော့သူတို့ကအမြဲတမ်းညှိသွားနေတယ်ပြီးတော့တင်လှုပ်ချင်တဲ့ဟာကိုလည်းကောင်းကောင်းလုပ်ခွင့်မရတော့ဘူးပေါ့နော်သူတို့နဲ့စကားပြောပြီးသွားပြီဆိုလို့ရှိရင်တင်ကဘာမှလုပ်ချင်ကြိုက်ချင်စိတ်မရှိတော့ဘဲနဲ့အဲ့ရထဲမှာလဲပစ်လဲလိုက်ချင်တဲ့စိတ်တွေပေါ်လာပါလိမ့်မယ်ဘာမှမသိတော့ဘူးဆိုပြီးတော့စိတ်တွေရှုပ်သွားတယ်အဲ့လိုဖြစ်စေတဲ့လူတွေကိုသတိထားပေါ့နော်အဲ့ဒီလူတွေနဲ့ခက်ဝေးမှနေတာဘာလို့လဲဆိုတော့သူတို့နဲ့ဆက်ပြီးတော့ပေါင်းနေမယ်ဆိုလို့ရှိရင်သင်ရဲ့ energy တွေ confidence တွေကတင်ထင်တလောက်စူးစားတလောက်မရောက်ဘဲနဲ့မအောင်မြင်ပဲဖြစ်နေတတ်တယ်ပြီးတော့အဲ့လိုလူတွေကိုသင်အနေနဲ့ရှောင်ပြီးသွားပြီးဆိုလို့ရှိရင်တော့သင်ရွေးချယ်ရမယ့်လူကဘယ်လိုလဲဆိုတော့အသင်ကိုရင်ပတ်တဲ့ပေါင်းတဲ့သူတွေနောက်တစ်ခုကျတော့သင်ဖြစ်ချင်တဲ့အရာကိုသူတို့ကအမြင့်ရောက်အောင်ဆွဲတင်မဲ့သူတွေအဲ့လိုလူတွေကိုသင်သေးချာရွေးပြီးတော့ပေါင်းဖို့လိုအပ်တယ်ပြီးတော့သူတို့ဘက်ကအကူအညီတစ်ခုလိုအပ်ခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်သင်ဘက်ကနေပြီးတော့ကိုတက်ဆွမ်းနိုင်တယ်လို့အကောင်းဆုံးသူတို့ကိုလည်းကူညီပေါ့နော်နံပါတ်6ချက်မှာတော့စိတ်ဖြစ်စေမဲ့အရာတွေသင်ကိုတင်ငယ်စေမဲ့အရာတွေကိုဖျက်တောက်ပစ်ပါတဲ့အနေနဲ့တက်နိုင်တယ်လို့အတန်းရှင်းတွေကိုရော့ချဖို့လိုအပ်ပါတယ်ဥပမာပေါ့နော်
သင်ကလုပ်ငန်းခွင်တစ်ခုမှာယာထိုးကောင်းကောင်းလက်ဆောင်ကောင်းကောင်းနဲ့ရနေတယ်ဒါပေမဲ့သင်ကအပြင်ရောက်သွားတဲ့အခါတစ်တူရွယ်တူယာထိုးတူနဲ့ပဲတခြားလုပ်ငန်းခွင်မှာရှိတဲ့သူတယောက်ကတင်းထက်ပို့ပြီးတော့လစာတွေကောင်းတဲ့အခွင့်အရေးတွေကိုပို့ပြီးတော့ရနေတယ်ဆိုလို့ရှိရင်တည်သွားရင်ပေါ့နော်ပထမဆုံးအနေနဲ့ကိုမကြည်နဲ့တော့ဘူးငါကဘာများမားနေလို့လဲဆိုပြီးတော့သူများနဲ့ကိုနိုင်ရှင်မိလိုက်တယ်အဲ့ဒီအခါမှာ depression ဆိုတာကိုဝင်လာတယ်ပေါ့နော်အဲ့ဒီအရာက confidence ကိုကျစေတယ်အဲ့တော့ကိုသူများနဲ့နိုင်ရှင်နေမယ့်အစားပေါ့နော်တင်းရဲ့လက်ရှိ vision ကိုပို့ပြီးတော့ကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားတာမျိုးတင်းရဲ့လှုပ်ချင်တဲ့ဝါသနာတွေကိုအကောင်အထည်ဖော်တာမျိုးပညာရဲ့ဆရာမှာဒီထက်ပိုပြီးတော့အခွင့်အရေးတွေရလာအောင်ကြိုးစားနေတာမျိုးဒါမှမဟုတ်စာအုပ်စာပေတွေဖတ်တာမျိုးအဲ့လိုမျိုးတွေလုပ်တင်ပါတယ်ပြီးတော့ social media တွေကိုရော့သုံးရမယ်ယနေ့ခေတ် social media တွေကအတန်းရှင်းရဖို့အတွက်နေမျိုးစုံနဲ့ကြိုးစားနေကြတယ်အဲ့ဒီထဲမှာတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေအများကြီးပါသွားတယ်ပေါ့နော်အဲ့ဒီတော့တခြားနေရာတွေကိုမသွားဘဲနဲ့သင်ဘဝကိုတူတက်ဖို့အတွက်သင်ရဲ့ပညာရပ်တွေကိုပို့ပြီးတော့ထိုးထွင်းဖို့အတွက်အတန်းရှင်းတွေကိုထားတဲ့အဲ့လိုတန်းရှင်းထားလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ဖြစ်စီမှုတွေကလည်းအလိုလိုပျောက်သွားပါလိမ့်မယ်နံပါတ်9မှာတော့သင်ရဲ့ပုံစံကိုပြောင်းစရာမလိုပါဘူးပေါ့နော်လက်ရှိနေတဲ့ပုံစံလေးကိုပဲဒီထက်ပိုပြီးတော့ကောင်းအောင်ပို့ပြီးတော့ယောက်ျားပြည်သားအောင်ကြိုးစားဖို့ပဲလိုပါတယ်လူတွေကိုအမှန်တကယ်ဆွဲဆောင်မှုရှိစေတာကသူတို့ပြောတဲ့စကားလုံးတွေမဟုတ်ပါဘူးသူတို့တွေရဲ့ energy ကဆွဲဆောင်မှုရှိစေတာပါလူတိုင်းမှာတော့ကိုယ်ပိုင် style ဆိုတာရှိပါတယ်ဥပမာသင်က social media မှာတစုံတစ်ယောက်ကိုတွေ့ပြီးတော့သူ့ရဲ့ပြောပုံဆိုပုံနေပုံဆိုင်ပုံသဘောကျပြီးတော့သင်ကအဲ့ဒီအတိုင်းလိုက်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒါဆိုလို့ရှိရင်သင်ရဲ့ပုံစံကပြုတ်သွားပါတယ်သူများရဲ့ပုံစံကြီးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအခါကျရင်ကိုလည်းမမြင်ရတော့ဘူးကိုပြုတ်ဆုံးသွားတတ်တယ်သူများပုံစံကြီးနဲ့ကိုကနေနေတဲ့အတွက်ကြောင့်မို့လို့ကိုကလည်းတက်တောင်းတက်တာဖြစ်မနေတော့ဘူးပေါ့နော်အဲ့ဒီတော့အရေးကြီးဆုံးအချက်ကတော့ကိုကသူများပုံစံကိုကူးယူစရာမလိုပါဘူးကိုမှရှိရင်ဆွဲကိုရဲ့ပင်ကို style ကိုပဲဒီထက်ပိုပြီးတော့ကောင်းအောင်ပိုပြီးတော့ energy ဖြစ်အောင်ကြိုးစားဖို့ပဲလိုပါတယ်အဲ့ဒါမျိုးတင့်ကိုတက်တောင်းတက်တာဖြစ်စေတဲ့အရာတွေများလုပ်ပေးပါတင့်ရဲ့ energy ကောင်းလာပြီဆိုလို့ရှိရင်တော့ဥဆောင်နိုင်စွမ်းကပြောင်မြောက်လာနိုင်မယ်ပြီးတော့ဘယ်နေရာမှာဆိုအမားနဲ့အမှန်ကိုကွဲပြားဝေဖန်ပိုက်ချတတ်လာပါလိမ့်မယ်အဲ့လိုမျိုးခွဲခြားတတ်ပြီဆိုလို့ရှိရင်တော့စိတ်ကတည်ငြိမ်လာလိမ့်မယ်တည်ငြိမ်လာတဲ့နောက်ပိုင်းမှာ confidence ဆိုတာတွေဖြစ်လာပါလိမ့်မယ်နံပါတ်8ချက်မှာတော့ရည်ရွယ်ချက်နဲ့ငွေကြီးရှိအောင်လုပ်ပါယောက်ျားတစ်ယောက်အတွက်ဘဝရည်မှန်းချက်ကအရန်ကိုအရေးကြီးပါတယ်ကိုကဘဝရည်မှန်းချက်ခိုင်မာရှိနေရမယ် target တွေရှိနေရမယ်သင်ရဲ့လက်ရှိရင်းဆွဲပညာရပ်ကို skill တွေကိုပေါ့နော်ဒီထက်ပိုပြီးတော့ကောင်းလာအောင်လုပ်ရမယ်သင်ရဲ့ဘဝရည်မှန်းချက်ကိုအကောင်အထည်ဖော်စေမယ်ပတ်ဝန်းကျင်ကောင်းအဆက်အသွယ်ကောင်းတွေကိုအခြေအစစ်မိမိနဲ့ရှိနေရမယ်ဘယ်နေရာမှာမဆိုတူတက်ဖို့စူးစမ်းနေတဲ့လူတစ်ယောက်ကိုအခြားပတ်ဝန်းကျင်ကလူတွေကတိတ်လေးကြိတ်ပြီးတော့အားကျနေကြတယ်သူ့မှာရှိတဲ့ aura လို့ခေါ်တဲ့ဘုံကံစူးစမ်းခြင်းစိတ်အဲ့ဒီစိတ်တွေကအရန်ကိုမှအစွဲဆောင်မှုရှိစေပါတယ်လူတစ်ယောက်ကိုပေါ့နော်လူကြားထဲမှာပေါ်ထင်မြင်လောက်တဲ့အထိသူကဆွဲဆောင်မှုရှိစေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်